ပရိသတ်တွေအားလုံးကစောင့်မျှော်နေကြတဲ့သတင်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ပရိသတ်တွေအားလုံးရဲ့အချစ်တော်အဆိုတော်ထွန်းထွန်းကသူ့ရဲ့ချစ်သူလေးကိုဒီကနေ့ဖျားမှာလက်ထပ်ခွင့်တောင်းလိုက်ပြီဆိုတာပါပဲဒီပွဲလေးကတကယ်ကိုရိုမန်တစ်ဆန်ဆန်နဲ့ရိုးရိုးရှင်းရှင်းလေးဖြစ်ပေမဲ့ကြည့်ရတဲ့သူတွေပါကြည်နူးသွားစေပါတယ်ထွန်းထွန်းကသူ့ရဲ့ချစ်သူကိုရုတ်တရက်ကြီးဒူးထောက်ပြီးလက်စွပ်လေးနဲ့လက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာသူ့ကောင်မလေးရဲ့မျက်နှာလေးကတကယ်ကိုအံ့ဩဝမ်းသာသွားခဲ့တာကိုတွေ့ရပါတယ်ဒီတတိလေးတက်လာပြီးချင်းမှာပဲအမှုပညာရှင်တငယ်ချင်းတွေနဲ့ပရိသတ်တွေကဝိုင်းဝန်းပြီးဆုတောင်းစကားတွေပြောနေကြတာတွေဟာလူမှုကွန်ရက်စာမျက်နှာထက်မှာပြည့်နှက်နေပါတယ်အားလုံးကလည်းတစ်သက်လုံးပျော်ရွှင်စရာအိမ်အောင်ရေးလေးပိုင်ဆိုင်ပါစေဆိုပြီးဝမ်းသာအားရဖြစ်နေကြတာပါဟေးပရိသတ်ကြီးတို့ရေအခုလိုထွန်းထွန်းတို့စုံတွဲရဲ့ကြည်နူးစရာအခိုက်အတန့်လေးကိုကြည့်ပြီးလူကြီးမင်းတို့ကဘယ်လိုခံစားရလဲသူတို့နှစ်ဦးအတွက်ဆုတောင်းစကားလေးတွေကို comment မှာရေးပေးခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုသဘောကျရင် like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦး